မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာကျော် UFC အားသားလောကရဲ့တမိုင်းတစ်လျှောက်မှာအောင်မြင်မှုဆိုတာတဲ့ပုံမခက်ခဲတဲ့အရာကတော့ရှုံးပွဲမရှိပဲရပ်တည်နိုင်ဖို့ပဲဖြစ်ပါတယ်အခုလက်ရှိအော်တကွန်ကျိုးဝိုင်းအတွင်းမှာပိတ်သက်တဲ့အင်အားတင်စီမဲ့ဆွမ်းဆောင်ရည်တွေနဲ့တူရှုံးနေခြင်းရဲ့အရာတာကိုတခါမှမမီးစမ်းပူစေတဲ့ထိတ်တဲအားကစားသမား6ဦးရဲ့အကြောင်းကိုတော့အားကစားလောကမှာပြောစမဲ့တွင်စရာဖြစ်နေပါတယ်သူတို့ကပြန်ပဲပေါင်းစုံကိုနီးမျိုးစုံနဲ့အလဲထိုးအနိုင်ယူခဲ့ပြီးဒီဇိုင်းမဲ့အောင်ပွဲတွေရယူနေကြသူတွေဖြစ်ပါတယ်ဒီစရင်ရဲ့ထိတ်ဆုံးမှာတော့ရုရှားနိုင်ငံသားမော်ဆာအလိုဘက်ကသူနိုင်ပွဲပေါင်း10ပွဲနဲ့ဦးဆောင်နေပါတယ်သူ့ရဲ့တိုက်ခိုက်မှုပုံစံဟာအလွန်ကိုတည်ငြိမ်ပြီးတော့ပြန်ဘက်ကိုအမှားမခံပဲထိန်းချုပ်နိုင်စွမ်းရှိတာကြောင့်အခုလိုမျိုးရှုံးပွဲမရှိ10ပွဲတိတိအနိုင်ရသူဖြစ်ပါတယ်အလိုဘက်စာသူ့ရဲ့နီးပညာနဲ့ကြံ့ခိုင်မှုတွေကိုအသုံးချပြီးပွဲတိုင်းမှာအသာစီးရအောင်ကစားနိုင်သူတယောက်လည်းဖြစ်ပါတယ်နောက်ထပ်ပြည်သက်တွေအမြဲစောင့်ကြည့်နေရတဲ့ဖိုက်တာကတော့ Khamzat Chimaev ပဲဖြစ်ပါတယ်။သူဟာအခုချိန်ကိုပွဲကစားကိုပွဲနိုင်စံကြီးကိုပိုင်ဆိုင်ထားပြီးပွဲဆကလေးကပြိုင်ပွဲကိုအပြင်းထန်တိုက်ခိုက်တဲ့အလေးအထားကြောင့်နာမည်ကြီးပါတယ်။ Khamzat Chimaev ရဲ့ထူးခြားချက်ကတော့ weight တန်းတစ်ခုစလုံးမှာကောင်းမွန်စွာကစားနိုင်ပြီးတော့ပြိုင်ဘက်တိုင်းကိုဖိအားပေးနိုင်စမ်းရှိတာပဲဖြစ်ပါတယ်။သူ့ရဲ့အရှိန်ဟုန်နဲ့ခွန်အားတွေဟာ UFC လောကမှာကြောက်စရာအကောင်းဆုံးလက်နက်တစ်ခုဖြစ်နေပါတယ်။အလားတူပဲကိုပွဲစတိုက်အနိုင်ရရှိထားတဲ့ Ilia Topuria လည်းအတောက်ပါဆုံးကျဲပွင့်တူဖြစ်လာပါတယ်။ထိုပူရီယာဟာနီးစနစ်ပိုင်းမှာအလွန်ကျွမ်းကျင်ပြီးတော့လက်သီးချက်တွေကလည်းအလွန်ပြင်းထန်လာပါတယ်။သူဟာချန်ပီယံခဘက်ကိုပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့သူ့ရဲ့ရှုံးပွဲမရှိစံချိန်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အစွမ်းကုန်ကြိုးစားနေသူလည်းဖြစ်ပါတယ်။အမျိုးသမီးတိုက်ခိုက်ရေးသမားတွေထဲမှာတော့နတ်တာလီယာဆေဘရာဟာရှစ်ပွဲဆက်တိုက်အနိုင်ရရှိထားပြီးတော့အမျိုးသမီးဝေတန်းမှာအင်အားအကောင်းဆုံးစိန်ခေါ်သူတူအဖြစ်ဖြစ်လာပါတယ်။သူမရဲ့လှင်မြန်တဲ့လှုပ်ရှားမှုတွေနဲ့တိကျတဲ့တိုက်ခိုက်မှုတွေဟာပြိုင်ဘက်တွေအတွက်အမြဲတမ်းအန္တရာယ်ရှိနေပါတယ်။ဒါ့အပြင်အီကွေဒေါနိုင်ငံသားမိုက်ကယ်မိုရီယက်စ်ကလည်း9ပွဲဆက်တိုက်အနိုင်ရရှိပြီးတော့လူငယ်ဖိုက်တာတွေမှာအလားအလာကောင်းဆုံးလို့သတ်မှတ်ထားခြင်းခံရပါတယ်။မိုရီလက်စ်ရဲ့တိုက်ခိုက်နိုင်စွမ်းဟာပွဲတိုင်းမှာတိုးတက်လာနေရကိုလည်းတွေ့ရပါတယ်။နောက်ဆုံးတစ်ခုကတော့ကာဇက်စတန်နိုင်ငံသားရှာကက်ယာမနော့ပဲဖြစ်ပါတယ်။သူဟာ9ပွဲဆက်အနိုင်ရရှိထားပြီးတော့ပွဲတိုင်းကိုအလဲထိုးဒါမှမဟုတ်အရှုံးပေးနိုင်အောင်လုပ်နိုင်စွမ်းရှိတဲ့တကယ်ကိုထူးချွန်တဲ့ဖိုက်တာတူပဲဖြစ်ပါတယ်။ယာမနော့ရဲ့အေးဆက်ဆက်အမှုရာနဲ့ပြိုင်ဘက်တွေကိုအဆုံးသတ်နေတဲ့ပိတ်သက်တွေကြားမှာအမြဲတမ်းစိတ်လှုပ်ရှားစရာဖြစ်နေပါတယ်။ဒီဖိုက်တာ6ဦးလုံးဟာသူတို့ရဲ့တက်ဆိုင်ရာဝေဒန်တီတီမှာအကောင်းဆုံးအဖြစ်ရပ်တည်နေကြရပဲဖြစ်ပါတယ်။သူတို့ရဲ့အောင်မြင်မှုတွေဟာအလကားရလာတာမဟုတ်ဘဲနဲ့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမစုံမနစ်ဇွဲလုံးလိုက်နဲ့တိစောက်ထားတာဖြစ်ပါတယ်။အော်တကွန်ကျိုးဝိုင်းမှာရှုံးပွဲမရှိပဲရပ်တည်နိုင်ဖို့ဆိုတာကတော့စိတ်သက်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပါအမြင့်ဆုံးအခြေအနေမှာရှိနေဖို့လိုပါတယ်။သူတို့တွေဟာပြိုင်ဘက်တိုင်းရဲ့အားနည်းချက်ကိုရှာဖွေပြီးတော့အကောင်းဆုံးတုံ့ပြန်နိုင်တဲ့ရှိကြသူတွေဖြစ်ပါတယ်။အခုချိန်မှာတော့သူတို့ရဲ့ရှုံးပွဲမရှိစံချိန်တွေကဘလောက်အထိကြာရှည်မလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။အားကစားလောကမှာရှုံးနှင်းမှုတွေဆိုတာရှောင်လွှဲရခက်တဲ့အရာဖြစ်ပေမဲ့ဒီကစားသမားတွေကတော့အဲ့ဒီနေရာမှာကိုဆန့်ကျင်ပြီးတော့အောင်ပွဲတွေတစ်ခုပြီးတစ်ခုရယူနေကြပါတယ်။သူတို့ရဲ့ပွဲစဉ်တိုင်းဟာအားကစားဝါသနာရှင်တွေအတွက်တော့ရင်ခုန်စရာအကောင်းဆုံးမြင်ကွင်းတွေပဲဖြစ်ပါတယ်။အနာဂတ်မှာလည်းဒီထူးချွန်တဲ့ကစားသမားတွေဟာ UFC သမိုင်းစာမျက်နှာသစ်တွေကိုထပ်မံရေးထိုးသွားမှာဖြစ်တယ်လို့သူတို့ရဲ့ရှုံးပွဲမရှိခီးစဉ်ကိုဘသူကအဆုံးသတ်နိုင်မလဲဆိုတာကတော့အောက်တကွန်ရဲ့စောင့်ကြည့်ရမယ့်အချက်တစ်ခုပဲဖြစ်ပါတယ်။ယုံကြည်မှုရဲ့နောက်ွယ်မှာရှိနေတဲ့သူတို့ရဲ့ခံယူချက်တွေဟာပြိုင်ဘက်ကင်းတဲ့ဆောင်းဆောင်ရည်တွေဟာလူငယ်တွေအတွက်လည်းအတူယူစရာဖြစ်နေပါတယ်။အဆုံးသတ်မှာတော့ဒီစစ်တဲ့6ဦးဟာ UFC လောကရဲ့မယုံနိုင်စရာစံချိန်ရှင်တွေအဖြစ်အမြဲတမ်းတရှိနေဦးမှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒီဖိုက်တာတွေကတူဖြစ်တဲ့ Khamzat Chimaev က UFC လောကကိုရောက်ရှိတဲ့ကသူ့ရဲ့ပြင်းထန်တဲ့ထိုးသက်မှုပုံစံတွေချုပ်ကွက်တွေရဲ့ကျွမ်းကျင်မှုတွေရဲ့ပြိုင်ဘက်ကိုဖိအားပေးနိုင်တဲ့စွမ်းရည်တွေကြောင့်လူပြောအများဆုံးကစားသမားတဦးဖြစ်လာခဲ့ပါတယ်။အခုလာမယ့်စနေနေ့မှာတော့သူဟာအတွေ့အကြုံရင့်ပြီးတော့စကားပြောပွင့်လင်းသလိုထိုးသက်မှုပိုင်းမှာလည်းခမန်းရခက်တဲ့ Sean Strickland နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါဟာ Khamzat အတွက်တော့သူ့ရဲ့ကစားသမားဘဝမှာအကြီးမားဆုံးဆန်းသက်ချက်တစ်ခုဖြစ်လာနိုင်တယ်လို့သူ့ရဲ့ရှုံးပွဲမရှိစံချိန်ကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်လည်းအခွင့်အရေးတစ်ခုဖြစ်လာပါတယ်။တစ်ဖက်က Sean Strickland ဟာချန်ပီယံဟောင်းတစ်ခုဖြစ်တယ်လို့မျိုးဘယ်လိုအခြေအနေမှာမဆိုနောက်မဆုတ်တဲ့ပဲရင်ဆိုင်တဲ့စိတ်တဲ့ကြောင့်Khamzat အတွက်တော့လက်ကူတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာမဟုတ်ပါဘူး။ဝိုင်းရင်ကစားသမားကြီး Robert Whittaker ကတော့မှKhamzat Chimaev ရဲ့စွမ်းဆောင်ရည်အပေါ်ယုံကြည်မှုရှိနေတယ်လို့ထုတ်ဖော်ပြောကြားထားတာကြောင့်ဒီပွဲစဉ်ကပို့ပြီးတော့ကြည်ကောင်းမှုရှိနေပါတယ်။လာမယ့်မေလ9ရက်နေ့ညပိုင်းမြန်မာတွေကတော့တနင်္ဂနွေနေ့မနက်ပိုင်းမှာဒီလိုထိပ်တန်းကစားသမားတွေနဲ့အားပြိုင်မှုကို Paramount Plus ကနေတိုက်ရိုက်ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ Khamzat အနေနဲ့ Strickland ကိုအနိုင်ယူပြီးဆက်ပွဲဆက်အရှုံးမရှိစံချိန်ကိုရယူသွားနိုင်မလားဒါမှမဟုတ် Strickland ကပဲ Khamzat ရဲ့လမ်းကြောင်းပေါ်မှာအဟံတားဖြစ်မလားဆိုတာကတော့အဖြေပေါ်လာတော့မှာပဲဖြစ်ပါတယ်
အားကစားပိတ်သက်တွေအတွက်အနေနဲ့ကတော့ဒီလိုတမိုင်းဝင်တိုက်ပွဲတွေကိုစောင့်ကြည့်ရင်ဘယ်သူကနောက်ဆုံးမှာအောင်ပွဲခံသွားမလဲဆိုတာကိုရင်ခုန်စွာစောင့်မျှော်နေကြပြီဖြစ်ပါတယ်။ UFC 328ဟာတာမန်ပြိုင်ပွဲတစ်ခုတည်းပိုတဲ့အနှစ်သာရတွေရှိနေပြီးတော့အရှုံးမရှိသေးတဲ့စံချိန်ရှင်တွေရဲ့ဂုဏ်သိက္ခာကိုကာကွယ်ရမယ့်တိုက်ပွဲကြီးဖြစ်တာကြောင့်ကမ္ဘာအဆင့်မီကုခံပညာအဆင့်တန်းကိုတွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့တင်ဆက်မှုကိုဒီညမှာပဲညံ့နာပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။